Hello, welcome back to my YouTube channel. ဒီနေ့ကဘာကြောင့်လဲပြောချင်လဲဆိုတော့ကိုကြိုက်နေတဲ့အချက်25ချက်ကိုပြောပြချင်ပါတယ်။အဲ့ဒါဘယ်လိုမျိုးကနေပြီးလောက်ဖြစ်သွားလဲဆိုတော့ဒီစာအုပ်လေး 30 things I love about myself ဆိုတဲ့စာအုပ်လေးကိုဖတ်နေရနေပြီးတော့မှငါကြိုက်တဲ့ချက်ဘယ်နှချက်ရှိလဲဆိုပြီးတော့စဉ်းစားပြီးချိန်လိုက်တဲ့အခါကျတော့အားလုံးမှာ25ချက်ရှိရပေါ့နော်အဲ့25ချက်ကိုအားလုံး share လုပ်ချင်ပါတယ် Okay, let's start it ဘာလဲဆိုတော့နံပါတ်1ကတယောက်ခဲနေရတာကြိုက်တယ်လို့အများနဲ့နေတတ်တယ်အဲ့ဒါလေတယောက်တည်းအခုဆိုရှင်တယောက်ထဲနေရပါတော့တယောက်ထဲနေရဆိုလို့ရှင်လည်းနေတတ်တယ်ဒါပေမဲ့သူများရင်သွားပြီးတော့နေတဲ့အခါသူများရင်လည်းသွားရလာဆက်ရတော့ဒါကိုလည်းနေတတ်တယ်ဒါမဲ့လည်းအများနဲ့သူများရင်နေကြည့်ပဲလည်းမနေနိုင်တယ်လို့အများနဲ့တယောက်တည်းပဲလည်းမနေနိုင်ဘူးပေါ့နော်ဒါမဲ့တယောက်တည်းနေရတဲ့အခါမှာလည်းတယောက်တည်းအဆင်ပြေအောင်နေတတ်တယ်သူများရင်နဲ့သွားနေတဲ့အခါမှာလည်းအတက်နိုင်တော့အဆင်ပြေအောင်နေတတ်တယ်ပေါ့နော်နောက်နံပါတ်2ချက်ကကြတော့ဘဝရဲ့အရေးကြီးတဲ့ဆောင်ဖြတ်ချက်တွေချတဲ့အခါမှာကြည်ငြိမ်ဆောင်ဖြတ်ချက်ချနိုင်တယ်အဲ့ဒါဘာလဲဆိုတော့ဟိုတလောဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကျန်းမာရေးအခြေအနေရဒီဆေးရုံတက်ပြီးခွဲစိတ်ဖို့ဖြစ်လာရပေါ့နော်အဲ့ခါမှာဆိုလို့ရှိရင်လေကိုကမိဘရဲ့နဲ့အဝေးမှာမိသားစုနဲ့အဝေးမှာတယောက်တည်းနေတဲ့အခါမှာပေါ့နော်တကယ်ကိုဒါကြီးမားတဲ့အရာကြီးမားတဲ့ဒီ decision တစ်ခုချရတာပေါ့နော်ဒီခွဲစိတ်တောက်လို့တင်လားမလို့တင်ဘူးလားခွဲစိတ်ရအောင်ပဲစိတ်အောင်မှာခွဲစိတ်ရမလဲခွဲစိတ်နေတော့မှကိုဒီဆောက်ရှောက်နိုင်ဖို့အတွက်ဘာလို့ငါရဲ့စာချင်တာလေးလုပ်ပြီးတော့ငါမျိုးခေါ်တင်လားမခေါ်တင်ဘူးလားအဲ့လိုမျိုးတွေကစအမျိုးမျိုးစဉ်းစားရပေါ့နော်ဒါပေမဲ့အဲ့ဒါတွေအကုန်လုံးလည်းဒီငြိမ်နေပဲဖြစ်တင်တာမဖြစ်တင်တာအရာအလုံးကိုယ့်အတာကိုစဉ်းစားပြီးတော့ကြတော့မှတကယ်ကိုကောင်းမွန်တဲ့ဒီကိုနဲ့ကိုက်နေတဲ့ decision နဲ့ချမှတ်နိုင်ခဲ့တယ်ပေါ့နော်အဲ့ result ကြောင့်ပဲနံပါတ်1အောင်မြင်တဲ့ခွဲစိတ်ပြီးစီသွားတယ်နံပါတ်2ပတ်စံမကုံသိတာမကုံခဲ့ဘူးနံပါတ်3ခန္ဓာကိုယ်ကလည်း recovery ကောင်းပြန်လုပ်နိုင်ခဲ့တယ်ပြီးတော့နံပါတ်3ကကြတော့အကူအညီလိုရင်အကူအညီလိုနေကြောင်းပွင့်လေးပြောပြီးတော့အကူအညီတောင်းတတ်တာအဲ့ဒါကဘယ်လိုလဲဆိုတော့တခါမှလည်းငါဟောပါတော့တချို့လူမချို့တငယ်ချင်းနေဆိုရှင်အဲ့လိုစိတ်မျိုးရှိတယ်တခုခုအကူအညီလိုရင်တော့ငါတော့ဘယ်သူမှအကူအညီတောင်းငါပဲလောဟန်တယ်လုပ်နိုင်တယ်ငါပဲအကုန်လုံးကိုစူးစမ်းပြီးတယောက်ဖြစ်လုပ်မယ်ဆိုရတဲ့ငယ်ချင်းရှိတတ်တယ်ပေါ့နော်အဲ့လိုမျိုးဆိုလည်းအားကြတယ်ဒါပေမဲ့ကိုယ်ကဆိုတော့ကိုယ့်ရဲ့ personal အဲ့လိုမျိုးမဟုတ်ဘူးအရာအလုံးတယောက်တည်းအရင်ရင်ဆိုင်နေတဲ့သူတွေမှမပါဘူးကိုယ့်ကိုတက်နိုင်တဲ့လောက်ရင်ဆိုင်နေတကယ်အခေ၍တချို့အရာတွေကိုတယောက်ခဲမလုပ်နိုင်တော့တဲ့အခါဥမာအကိုစေးအောင်တက်တဲ့အခါမှာလိုအပ်တဲ့ဒီစေးအောင်ခွဲစိတ်နေတော့မှလိုက်ပြီးတော့ဆောင်ပေးစီချင်တာပြီးလို့ရှိရင်ဒီမြမဆဆလေးကိုစိတ်ုံတက်နေတော့မလားပုတ်ပေးစီချင်တာအဲ့လိုမျိုးလေးဆိုလို့ရှိရင်လည်းပဲအကူကြီးပုံမှန်လေးအကူကြီးပြောပြီးအကူကြီးတောင်းတက်တယ်ပေါ့နော်သူများအတွက်လည်းအရင်အပန်းမကြည့်မဲ့အရာမျိုးပေါ့အဲ့လိုမျိုးတွေလောက်တက်တယ်အဲ့ခါကျတော့ဘာပဲပေါ့ကိုယ့်အတွက်လည်းပဲအရင်လည်းမပင်ပန်းမဲနဲ့ကိုပေါ့နော်လိုချင်တဲ့ပန်းနိုင်တစ်ခုကိုလင်းမြန်ပို့ပြီးတော့သွားနိုင်တယ်ပေါ့နော်သူများအတွက်လည်း of course သူများလည်းအရင်stress တွေသူများမတက်နိုင်တဲ့အရာတွေအကူတောင်းတာမျိုးမဟုတ်ဘဲနဲ့သူများလည်းတက်နိုင်တော့ပဲအကူကြီးလေးပေါ့နော်အဲ့လိုမျိုးပြောပြီးတော့တောင်းတက်တယ်ပြီးတော့နံပါတ်4ချက်ကမိုင်းတောင်းမဝင်မလေးဘူးမိုင်းတောင်းမတကယ်ဝင်မလေးဘူးဒါပေမဲ့မိုင်းတော့အတားညင်းတယ်လီယိုရီဆိုလေဒါပေမဲ့မိုင်းနေတောင်းမဝင်မလေးဘူးချက်ချင်းတောင်းမတက်တယ်ဥပမာကိစ္စတစ်ခုဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီအလုံးမှာပတနာကအလုံးမှာပတနာဒီ6ရောက်လောက်ရှိရပေါ့နော်မိကလေးတောင်းအောင်ကြားလေးတောင်းအောင်အဲ့လိုမျိုးရှိတဲ့အချိန်မှာပထမကောင်လေးနဲ့ဒီကောင်မလေးနဲ့တို့ကတော့စုံကျွဲဖြစ်တယ်ပေါ့နော်စုံကျွဲဖြစ်နေရင်နောက်ကြတော့တို့နှစ်ယောက်ကကြတော့ကောင်မလေးကကိုနဲ့အလုပ်တူဝင်နေတယောက်ကောင်လေးကကိုရဲ့ဂျူနီယာတို့နှစ်ယောက်ကြိုက်တယ်โอเคပြည်တယ်မရှိဘူးဒါပေမဲ့နောက်ကြတော့ဒီဂျူနီယာကောင်လေးကသူ့ရဲ့ဂျူနီယာကောင်မလေးနဲ့ကြိုက်သွားတယ်အဲ့လိုမျိုးပြတဲ့ခါကျတော့ကိုတကယ်ချင်းဘက်ကနာပြီးတော့ကြတော့စကားမပြောချင်မဆိုချင်ဘူးအဲ့ခါမှာ तू ကgroup လိုက်ပေါ့နော်စားကြမတက်ကြမယ်ဒီပေါ့နော်ဆမ်ပိုင်ရောဘာစားချင်လဲအဲ့လိုမေးတဲ့ခါကျဘာပြောလိုက်တယ်ချင်လဲငါနေလို့လူမျိုးနဲ့တဝိုင်းနေမစားချင်ဘူးဆိုတကယ်ကိုနဲ့လည်းဘာမှမဆိုင်ဘူးလေတိလားဒါသူတို့ relationship ချင်းဖြစ်တဲ့ပြဿနာကကိုနဲ့ဘာမှမဆိုင်ဘူးကိုနေလို့ရတယ်ဒီတိုင်းအပြစ်မှန်တော့မခေါ်ချင်မခေါ်နဲ့ကွာတိလားဒီအလုံးနဲ့ပတ်သက်ရင်တော့ကောင်းမှပြောဆိုရမယ်ဒါပေမဲ့အဲ့လိုမျိုးမလုပ်နိုင်ခဲ့ဘူးအဲ့လိုမျိုးပြောရဲဒါပေမဲ့
မေးပို့ပြီးအဲ့စာပို့ပြီးတော့တနိုင်လောက်ကြာတဲ့အချိန်မှာပဲချက်ချင်းကိုကပြန်ပြီးတော့ဟဲငါပေါ့နော် professional မဆန်လိုက်တာပေါ့နော်ဘာလို့လဲဆိုတော့ဒါငါနဲ့လည်းဆိုင်နေရမှာမဟုတ်ဘူး။ तू ကအလုံးမှလည်းငါ့ကိုအထိခံအောင်လုပ်နေတယ်မဟုတ်ဘူး။ဘာမှလည်းဖြစ်တာလည်းမဟုတ်ပဲနဲ့ငါအလုပ်မျိုးပြောလိုက်မိရဆိုချက်ချင်းပဲမေးရနေပြီး sorry ပါခုနကကိစ္စက professional မဆန်မင်းနဲ့လုံးပြီးသွားတယ်။တားမှမှာငါတို့ဒီ shop ကူချီကိုလည်းတူတော့ဆက်ကြပါမယ်ပြန်ပြောရဒါမဲ့လည်းအဲ့လိုမျိုးပြန်ပြောပြမယ်လည်းပဲဘယ်လိုလုပ်ပြောကောင်းတော့မှလည်းသိလား။ဒါမဲ့လောလောဆယ်ဒီနေ့ပြောချင်တာကြတော့အဲ့လိုမျိုးမှားသွားခဲ့ရင်လည်းပဲတားမှမဝင်မလဲဘူးပြီးနံပါတ်5ချက်ကကြတော့မိဘနဲ့မောင်နှမတွေပေါ့နော်ဒီမိသားစုအလုပ်ကြည့်ရတာကိုသဘောကျရင်မညွညင်ဘူးသူတို့အတွက်ကြောင့်မလို့ပတ်ဆက်ကုန်သွားတယ်ဆိုတော့တစ်ခါမှတွေးပြီးတော့စိတ်ညစ်တာမရှိဘူးကိုတက်နိုင်တဲ့လောက်ကိုပေးခြင်းနဲ့အရင်သူများရဲ့လို့ဖော်ဖော်တည်တည်မပေးနိုင်ရင်တော့မှကိုတက်နိုင်တဲ့လောက်ကိုစားနေတယ်လို့သူတို့လည်းစားစေခြင်းနဲ့ကိုသုံးနေတယ်လို့သူတို့လည်းသုံးစေခြင်းနဲ့အဲ့လိုမျိုးစိတ်တက်ရှိတယ်ပြီးတော့နံပါတ်6ချက်ကတိတ်တွေကိုသဘောကျတယ်တိတ်တွေကိုသဘောကျတော့ဘာအကျိုးကျေးဇူးရလဲဆိုလို့ရှိရင်စိတ်ပျော်ရွှင်မှုအဝေးသွားကြမလို့အင်ရှည်လေးကိုထွက်ပြီးလမ်းလျှောက်ထွက်မလားဒါမှမဟုတ်လည်းမရှောင်မထွက်ချင်ရင်လည်းဗရန်ဒါလေးရတယ်ကြည့်မလားပြတင်းပေါက်လေးဖွင့်ပြီးပဲကြည့်မလားတိတ်လေးလှနေတိတ်လေးအုပ်စုအဲ့လိုအကြည့်ကားလေးလိုလှနေရမြင်လာနေတော့စိတ်ကပျော်တယ်ပေါ့နော်အဲ့လိုမျိုးအကြည့်ကြလေးရတယ်အဲ့ဒါလည်းပဲကိုသဘောကျတဲ့ချက်ပဲနံပါတ်9ကကြတော့ဒီ30ကျော်မှရန်ကိုမတိလာပဲနောက်ကျအရာတခုဖြစ်ပေမဲ့လည်းပဲဘာလဲဆိုတော့အဲ့ဒါငွေစုရတာကြိုက်တာငွေစုရခေါင်းမှတိလာတာအရင်တော့ဒီနိုင်ငံသားမှာအလုပ်လာလုံးတာ10စွန်းနေပါရှိပြီ10စွန်းနေပါမှာဆိုလို့ရှိရင်သူများရဲ့3နှစ်လောက်ပဲလာလောက်တာငွေမစုရဘူးကိုကဒီတက္ကသိုလ်တက်တယ်မြန်မာမှာအလုပ်လုပ်တဲ့အချိန်ကိုလိုချင်တိုင်းကိုမဝယ်နိုင်ဘူးဖက်2000တန်လေးဝယ်နိုင်ဖို့အတွက်ကိုတော့မှမနေ့ကိုချက်ကုတ်စုပြီးအဲ့လိုမျိုးဝယ်ရတဲ့အခါကျလဲကြောက်ဒီရောက်လာတော့ဘာပဲပြောနိုင်ငံခြားမှာလုပ်လို့ကြဆိုမြန်မာတက်ဝင်ပို့ကောင်းတယ်ကွာအဲ့ခါကျလဲကြောက်ပြီးတော့ဒီနိုင်ငံမှာသူကသူဝယ်တက်လို့ရှင်ဈေးသက်သာလေးလည်းရှိတယ် discount တွေချရဲဆိုတော့ဝယ်ရဖက်တွေဆိုလို့ရှိရင်အရင်မှ90လောက်ရှိတယ်50နော်50ကအမြဲတမ်း50အဲ့လိုမျိုးရှိပြီအင်ကြီးဆိုလို့ရှိရင်ဆက်နိုင်တော့အဲ့လိုမျိုးဝယ်တယ်အဲ့လိုမျိုးဖက်နက်တွေအင်ကြီးတွေအဲ့လိုမျိုးတော့အကုန်ဝယ်တာအဲ့လိုမျိုးလုပ်ပြဆက်မစွန့်ပြီးအဲ့ဒါအခုနောက်ပိုင်းဆိုလို့ရှိရင် minimalist ပေါ့နော်လုံးဝလိုတာပဲဝင်မယ်ဒါတော့မှပဲအဝတ်စားတော့ဝါသနာပါတယ် strap ဖြည့်ရဲ့အနေနဲ့လည်းဝင်မိရဆိုပေမဲ့လည်းပဲအရင်ကချက်ဆိုင်တော့အများကြီးရောသွားတယ်ပြီးတော့ငွေကိုလုံးဝဒီပုံမစုမယ်ဆိုရင်မဟုတ်တော့ဘဲနဲ့စုပြီးပုံမစားမယ်ဆိုတဲ့ဟာမျိုးကိုလောက်လာတယ်ငွေကိုလုံးဝအရင်ကချက်စားလို့ရှိရင်လုံးဝပို့ပြီးစုလာတယ်အခုဆိုလို့ရှိရင်အမျိုးမျိုးသော YouTube ရေးကြည့်ရဲဘလို့နေရာမှာဘလို့ချွေတိုင်းပို့ကောင်းနိုင်တယ်ဘလို့မျိုးရေးစုရင်ပို့ပြီးစုနိုင်တယ်ပြီးတော့စုထားလေးကိုပေါ့ဘလို့လောက်ကမလဲဆိုတော့လေ YouTube တွေမှာရှောက်ကြည့်ရဲကြည့်ပြီးတော့ကြာအဲ့နီလန်နေတိုင်းလိုက်လုပ်တယ်ပေါ့နော်လိုက်လုပ်မယ်ပြီးတော့ဒီနေ့တော့ငွေစုနိုင်မဲ့ target တွေကိုလည်းချမှတ်ထားတယ်အဲ့ target ကိုပြည့်အောင်ငွေစုမယ်အရင်နေ့တည်း target မပြည့်ခဲ့ပေမဲ့လည်းဒီနေ့တော့လုံးဝ target ကိုပြည့်အောင်စုမယ်လို့စဉ်းစားထားတယ်နောက်နံပါတ်8ကကြတော့အလုပ်ထဲမှာမမရောမအောင်မိဖို့မပြောင်းမိဖို့ထိန်းချုပ်ရကောင်းမှသိတာအဲ့ဒါမှလည်းဆိုဟိုးရင်တော့ကျတော့ကိုကမမနဲ့တခြားလောက်လာတယ်ပြီးတော့အခုဒီတနေ့လောက်အတွင်းမှာကိုကလီဒါတယောက်ဖြစ်လာတဲ့အခါကျကိုကမမနဲ့ယောက်ဖြစ်လာတယ်ပေါ့နော်အဲ့မှာမမနဲ့ယောက်မှာလုံးဝအတွေ့အကြုံမရှိရဲ့မမတယောက်လည်းရှိတဲ့အခါကျတော့သူကတောင်းဆိုမသိဘူးပေါ့နော်အဲ့လိုမျိုးဆိုနေကြလေးကမသိဘူးလားဆိုပြီးပြောချင်တဲ့စိတ်အလိုလိုဖြစ်လာတယ်ပြီးတော့ကအဲ့လိုမျိုးသူတို့ရဲ့လုပ်ပုံကိုင်မှုကြည့်ပြီးတော့အသေးရနေရမျိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးရေးဆိုလို့ရှိရင်ကိုကအမြင်ပြန်တွေ့ရင်ငါရောအကုန်သိနေလို့လားအခုငါလီဒါတယောက်ဖြစ်နေရတော့မှလီဒါတယောက်နေနဲ့ပြရမယ့်စကေငါမှအကုန်ရှိနေလို့လားရှိမနေဘူးလေအဲ့တော့ဒီလိုမျိုးအခုမှအလုံးစလောက်တာတစ်နှစ်တောင်နှစ်နှစ်တောင်မပြည့်သေးတဲ့သူတယောက်ကအကုန်သိမယ်ဆိုတော့ဘလို့ဖြစ်နိုင်မှာတော့အဲ့တော့ကြတော့ငါတင်ပေးရမယ်ငါတော့လည်းငါရဲ့အထက်လူကြီးကငါ့ကိုတင်ပေးခဲ့တဲ့အတွက်ကြောင့်မလို့ငါလုံနိုင်လာပြီအခုလိုမျိုးအထက်လူကြီးကလွှဲရတဲ့နေရာကိုရောက်လာတာငါလည်းသူ့ကိုဒီလိုမျိုးပြုစုပြထောင်ပေးပြီးတော့သူ့ကိုတင်ပေးမှသူကပိုလုံးနိုင်လာမယ်ပိုလုံးနိုင်လာလို့ရှိရင်ငါသူ့ကိုလွှဲနိုင်နိုင်များလာရင်ငါတခြားဟာတွေပိုလုံးနိုင်လာမယ်အဲ့မှာငါရဲ့ skill လည်းပိုမြင့်လာမယ်အားကြောင့်မလို့တူစူးစမ်းပြီးတော့တူတင်ပြပြီးနီလန်နဲ့သွားမဲဆိုပြီးတော့ပဲသွားတယ်တခါတလေတော့လည်းလူပဲဆိုတော့တခါတလေလည်းနည်းနည်းလေးပြောမိတာရှိရပေါ့နော်ဒါပေမဲ့တတ်နိုင်သေးမပြောဘဲနဲ့ချစ်ကျူးတဲ့အခါမှာချစ်ကျူးရဲနည်းနည်းလေးဒါလေးတော့သတိပေးတဲ့ချင်းသတိပေးတဲ့နေပေါ့နော်ဘာတော့မှ personal စိတ်ခံစားချက်ကိုမထည့်မိအောင်လို့စူးစမ်းတယ်ပြီးတော့နံပါတ်9ချက်ကခီးသွားတာကိုကြိုက်တာခီးသွားတာကိုကြိုက်တာကဘလို့ကြိုးကျေးဇူးရလဲဆိုလို့ရှိရင်မနစ်ကဆိုလို့ရှိရင်ဘယ်လိုပြောရမလဲအရင်လူကတောင်းနေကအလုပ်ထဲမှာလည်းပဲအလုပ်ကအထက်လူကြီးအောင်မင်းမီငါရုံးထွက်ကိုအရေးပါရလားအဲ့လိုအလုပ်ထဲမှာလောက်ကပြဒီ
ဒီအပြင်မှာလည်း relationship တွေအဆင်မပြေအဲ့လိုမျိုးတော့မိသားစုနဲ့ relationship အဆင်မပြေသမီးစား relationship ကအဆင်မပြေအဲ့လိုမျိုးဖြစ်ကြတာအရင်ကလမ်းပြောက်ပြီးတော့ငါတက်ရှင်တွေကဘာအတွက်လဲဘာဖြစ်နေအဲ့မှာခီးသွားလိုက်တဲ့ခါကျတော့အဲ့ခီးကဒီ hostel မှာတက်လိုက်တယ် hostel မှာတွေ့တော့နိုင်ငံရေးခြားလူတွေအများကြီးနဲ့တွေ့ဘယ်လိုလဲဆိုရုရှားလူတွေလည်းပါတယ်အစ္စရေးလူတွေလည်းပါတယ်အမေရိကန်လူတွေလည်းပါတယ်ဘာလို့ဘယ်လိုပြောမလဲပြောပြောNew York ဘာလို့ပြောလဲမို့ထိုင်ဝမ်လူလည်းပါတယ်အဲ့လိုမျိုးလူလည်းပါတယ်ပေါ့နော်အဲ့ကကြသူတို့ရဲ့ဗာလဲတစ်စိတ်တစ်ပိုင်းကိုနားထောင်ရတာပေါ့နော်သူတို့ဘယ်လိုတွေစူးစမ်းနေတယ်သူတို့ဘယ်လိုမျိုးတွေလုပ်နေတယ်အချို့ဆိုခီးသွားတာကြိုက်တော့ဘယ်လိုမျိုးတွေလုံရင်းနဲ့ခီးသွားနေတယ်အဲ့လိုမျိုးတွေနားထောင်တဲ့ခါကျတော့လေကိုကသူတို့အသက်ထက်အများကြီးကြီးနေပြီမဲ့လည်းပဲကိုဟာဘာမှမစူးစမ်းနေပါလားဆိုတော့လေတိသွားတယ်လို့ပြောသူတို့ရှိ energy တွေရလိုက်တာပေါ့နော်ဟာငါလည်းသူတို့လိုစူးစမ်းချင်လိုက်တာငါလည်းသူတို့လိုဖြစ်ချင်လိုက်တာဆိုရင်စိတ်ဖြစ်လာတယ်ပေါ့နော်အဲ့ခါကျတော့အခီးရပြန်လာတဲ့အခါအရန်ကိုလူကတက်ကြွပြီးလဲပြောအလုပ်တွေလုပ်ချင်စိတ်တွေဖြစ်လာတယ်ပေါင်းဆက်ဆံရေးတွေကောင်းကျင်လာတယ်အဲ့လိုမျိုးကြီးဖြစ်လာတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အရန်ကိုခီးသွားတာကိုအတွက်ကောင်းတဲ့အရာတစ်ခုကောင်းတဲ့အရာအများကြီးရခဲ့တယ်ပေါ့နော်ကဲပြီးတော့ခီးသွားရင်းနဲ့လည်းကိုယ့်အကြောင်းကိုပို့တွေးတက်လာတယ်ကိုယ့်ကို healing ပို့ပြီးလုပ်နိုင်တယ်လို့ထင်တယ်ပြီးတော့နံပါတ်10အကြတော့ selfie ရတာကြိုက်တာဟာဘာလေးလို့ချစ်ဆက်လိမ့်မယ်ဒါမဲ့လေကိုယ့်အတွက်ကကြတော့အဲ့ဒီ selfie ကဘာလို့ကြိုက်လဲဆိုရင်ဟာတခါတလေမနမိုးလေးရုံးသွားချင်မှုကြီးတောင်းနေတယ်ဟာတခါတလေနေထိုင်တဲ့စိတ်ကစမပြေဘူးလို့ပါဆိုလို့ရှိရင်နည်းနည်းလေးဖောင်းလိုက်ထောက် selfie လေးရိုက်လိုက်တယ်ဆိုရင် selfie ရောလှကျင်တယ်လှကျင်တော့ရီလိုက်တယ်ဆိုရင်နည်းနည်းမို့အပ်ပါကွာအဲ့လိုမျိုးဖြစ်သွားအဲ့ဒါကြတော့ဒီ selfie ကကိုအတွက်တော့စိတ်ကိုမုတ် FC အတွက်ပေါ့နော်ကိုပြောစီတဲ့အတွက်ကြောင့်မလို့ကြိုက်တယ်ပြီးတော့နံပါတ်7ကခြားတော့ဘာလဲဆိုတော့ငွေတဲ့သူတွေကတော့သိမှာမဟုတ်ဘူးဒါပေမဲ့ကိုယ်လို30ကျော်ရေး40ကျော်ရေး50ကျော်ရေးဆိုတော့အရင် relative ပဲဖြစ်လိမ့်မယ်ဘာလဲဆိုတော့ညဘက်ကောင်းအိပ်ပြောတာညဘက်မှာမအိတ်လို့သာမအိတ်တာပဲရှိတာကွာမအိတ်ချင်သေးဘူးစကားကြည့်အောင်မယ်တကူလုံးမယ်တကယ်ချင်းနဲ့စကားပြောအောင်မယ်အင်တာနက်တော့မယ်ဖုန်းတော့မယ်မို့လို့ဒါမအိတ်တာပဲရှိရကွာဒါပေမဲ့ဟာငါအိတ်တော့မင်းဆိုပြီးမျိုးလုံးမိတ်လိုက်တာနဲ့မျိုးလုံးမိတ်ပြီးတော့တွပီလေးနားထောင်လိုက်တာနဲ့တွပီကတော့တဲ့မြောက်သေးဘူးကိုယ်ရင်အိတ်ပြောတော့ပြီအဲ့လိုမျိုးဆိုတော့ပေါ့နော်အဲ့ဒါရန် blessing ဖြစ်တယ်လို့ထင်တယ်တခါကလေးလဲညဘက်2နာရီ3နာရီပြန်နိုးလာတော့ရှိရပေါ့နော်ဒါမဲ့လည်းအဲ့နိုးလာလို့ရှိရင်လည်းပဲဟာခဏနိုးလာရပေါ့အမှတွပီလေးပြန်ဖွင့်ပြန်အိတ်လိုက်အိတ်ပြောတော့အဲ့လိုမျိုးကောအိတ်ပြောပေါ့နော်အဲ့ဒါလည်းလုံးဝကိုသဘောကျမိရဲ့အချက်ပဲနောက်နံပါတ်12ကကြတော့ let it go လုပ်နိုင်တာချိုးရရင်လွတ်ချတဲ့အရာတွေကိုလွတ်ချလိုက်တယ်ခွတ်လွတ်ပေးတဲ့အရာတွေကိုခွတ်လွတ်ပေးလိုက်တယ်အဲ့ဒါသူများမှမဟုတ်ဘူးနော်ကိုရောပဲကိုတချို့အရာတွေခွတ်လွတ်တဲ့နေချိုးရတွေဖြေလျှော့ပေးတဲ့နေလို့ထင်ရင်ကိုလည်းဖြေလျှော့ပေးလိုက်တယ်အရင်ကိုအရင် stress မပေးဘူးပေါ့နော်သူများလည်းအတိုင်းပဲသူများလည်းဒါကဒီလိုပဲဒေါသအလျောက်ခဏတော့ဖြစ်ပေမဲ့လည်းပြန်တွေးလို့ရှိရင်ဒါကလည်းဒီလိုပါပဲလေသူကကိုမမဟုတ်တာဆိုတာမျိုးလို့ပေါ့အဲ့လိုမျိုးတွေးပြီးတော့လက်ကိုလုံနိုင်တာပေါ့နော်နောက်နံပါတ်7ကကြတော့အဲ့ဟာလေအခုနောက်ပိုင်းမှာသိလာခဲ့တဲ့အချက်ပေါ့နော်အဲ့ဘာလဲဆိုတော့တစ်ဖက်လူတွေရဲ့ဖြစ်တည်မှုတစ်ဖက်လူတွေရဲ့နေထိုင်မှုဘဝပုံစံကိုလက်ခံပြီးတော့မှအဲ့လူအကြံဉာဏ်ပေးတာဘယ်တော့မှဟာငါသာဆိုရင်တော့ဒီလိုတော့မှာငါသာဆိုရင်တော့ဒီလိုမျိုးအဲ့လိုမျိုးအကြံပေးရချက်ဆိုင်ငါသာသူ့နေရာမှာဆိုရင်ငါအခုဝါနေတာဝိတ်ချခြင်းပဲမဲ့လည်းပဲငါအစားအသောက်ကိုကြိုက်နေတာဆိုတော့ဘယ်လိုမျိုးလေးလုပ်ရင်တော့ငါချနိုင်တော့လေအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးစဉ်းစားပြီးတော့အကြံဉာဏ်ပေးနေအောင်စူးစမ်းတယ်အကြံဉာဏ်ပေးတယ်အဲ့လိုမျိုးလုပ်တယ်ပေါ့နော်အဲ့ဒါပေါ့နော်လောလောဆယ်တော့ဒီနေ့ကတော့ဒီအချက်73ချက်ကိုပဲပြောအောင်မယ်ပေါ့နော်ထပ်ပြောရင်ဗီဒီယိုအရင်ရှေ့သွားမှာဆိုတဲ့အတွက်ကြောင့်မလို့ကျန်တဲ့ချက်12ချက်ကိုကြတော့နောက်ဗီဒီယိုတစ်ခုမှဆက်ပြီးပြောရမယ်အားလုံးပဲပေါ့နော်ဒီဗီဒီယိုလေးကနေပြီးအကြံဉာဏ်ပေးချင်တာကြတော့ကိုမေရိုချစ်တယ်အဖေရိုချစ်တယ်သမီးစားရိုချစ်တယ်ကိုသားသမီးရိုချစ်တယ်ဒါပေမဲ့ကိုရောလူတိုင်းကတော့ပြောလိမ့်မယ်ဟာငါတော့ငါချစ်ဆုံးပါပဲလို့ပြောကြလိမ့်မယ်ဒါပေမဲ့ချစ်ပုံချစ်နေရောမှန်ရဲ့လားချစ်ကိုချစ်နေတဲ့ပုံစံရောမှန်ရဲ့လားကိုအခုချစ်နေတဲ့ပုံစံက
နောက်10နှစ်မှာဒုက္ခရောက်မဲ့ချင်းနီးမျိုးလားဥမာငါကတော့ဒီလိုမျိုးနေရတာကိုကြိုက်တယ်ဒီလိုမျိုးလုပ်ရတာကိုကြိုက်လို့ငါလောက်ခွင့်ပေးထားတယ်ငါလေးစိတ်ချမ်းသာပါစီဆိုပြီးတော့ပေးထားပေမဲ့ဒီလိုမျိုးနေတာကနောက်3နှစ်နောက်5နှစ်နောက်10နှစ်မှာရောအဆင်ပြေလောက်ရလားငါချစ်တဲ့ငါလေးကဒီလိုမျိုးငါနေလို့ရှိရင်နောက်10နှစ်မှာတကယ်ရောစိတ်ချမ်းသာနေပါမလားအဲ့လိုမျိုးတွေကိုတွေးပေါ့နော်တွေးပြီးတော့မှအော်အဲ့ဒါဆိုရင်တော့ငါဒီအကျင့်လေးကိုပြင်လိုက်ရင်တော့နောက်10နှစ်ကြာရင်ရှိမိမယ်ငါလေးကတော်တော်ပူပြီးတော့အဆင်ပြေနေမှာပါလားဆိုပြီးတော့တွေးပြီးတော့ကြတော့ကိုချက်တာမှန်ပေမဲ့ချစ်ပုံချစ်နည်းမှန်ကန်နဲ့ချစ်တဲ့ဖို့အရေးကြီးတယ်လို့ပြောချင်တယ်အဲဒါကြောင့်မလို့ကိုလူတိုင်းပဲကိုချစ်ပြီးတော့ plus ကိုချစ်တဲ့ချစ်ပုံချစ်နည်းမှန်ကန်နဲ့ချစ်နိုင်မယ်လမ်းကြောင်းတွေတွေ့ကြပါစေလို့စမကတပ်ပေးလိုက်ပါတယ်အားလုံးတတာနောက်ဗီဒီယိုမှာပြန်တွေ့မယ်ဘိုင်ဘိုင်